ပင်လယ်ပြင်ခရီးအတွက်မိုးလေသူညတခန့်မှန်းချက်2025ခုနှစ်ဇွန်လ4ရက်နေ့ညနေနာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံလေအားအသင့်အင့်မှအားကောင်းနေပါသည်ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေသူညတခန့်မှန်းချက်ယနေ့အတွင်းခန့်မှန်းချက်မိုးလေသူညတအခြေအနေနေရာအနှံ့အပြားမိုးထစ်ချုံရွာမည်အမြင်သာလေးမိုင်မိုးရွာစဉ်တမိုင်ခန့်ရေပြင်လေအနောက်သို့အနောက်တောင်တနာရီပင်လယ်မိုင်15မိုင်မှ20မိုင်တခါတရံမိုင်30မှ35မိုင်လှိုင်းချေနေလှိုင်းကြီးနိုင်ပါသည်လှိုင်းမြင့်9ပေမှ10ပေခန့်ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေတညတခန့်မှန်းချက်ယနေ့မွန်းတေးမှနောက်24နာရီအတွင်းခန့်မှန်းချက်မိုးလေသူညတအခြေအနေနေရာအနှံ့အပြားမိုးထစ်ချုံရွာမည်အမြင်သာလေးမိုင်မိုးရွာစဉ်တမိုင်ခန့်ရေပြင်လေအနောက်သို့အနောက်တောင်တနာရီပင်လယ်မိုင်15-20မိုင်တခါတရံမိုင်30မှ35မိုင်လှိုင်းချေနေလှိုင်းကြီးနိုင်ပါသည်လှိုင်းမြင့်9ပေမှ10ပေခန့်